မင်္ဂလာပါတငယ်ချင်းများတင်တို့မှလည်းအရန်ကောင်းလို့ရင်တန်တရားဝင်နေဆိုတဲ့နာရှိလားကလေးဘဝကလေးကလွယ်နဲ့ဘာမှမရဘူးလို့တင်ပေးခံရတယ်ဒါကြောင့်အံ့ဩဖွယ်အခွင့်အရေးတစ်ခုရောက်လာရင်ခဏဓာထောင်ချောက်ပဲဒီလောက်လွယ်မှာမဟုတ်ဘူးလို့သဘောထားကြတယ်တန်တရားဟာဒိုင်းလိုပဲကာကွယ်ပေးတယ်ဒါပေမဲ့ကြီးထွားမှုတကားကိုပိတ်ပစ်တယ်နှစ်ဘရင်များခုနှစ်မှာကုစေးသမား၄ယောက်ဝိုင်းရံထားတဲ့တမာရီမျိုးရိုးကနေထွက်သွားကြတယ်အံ့အားသင့်သွားတဲ့အာရန်တက်ဟာညအလဲထွက်ပြေးသွားပြီးအစာအသောက်ရတနာတောင်တွေခြံထားခဲ့တယ်သူတို့မျိုးထဲပြေးဝင်ပြီးအော်ဟစ်တယ်သတင်းကောင်းလူတိုင်းအတွက်လုံလောက်တယ်ဘရင်ကဒါထောင်ချောက်ပဲငါတို့ကိုအပြင်ထုတ်ချင်တာမြင်းကားကောင်စုံစမ်းဖို့စေလွတ်တယ်ဒါငါတို့ပဲမြင်မယုံမယ်ဆိုတဲ့အတွေးတွေပိတ်မိနေတယ်ကြောက်ရွံ့ခြင်းမယုံကြည်ခြင်းတန်တရားတန်ချက်ကလိုပဲမျောလင်းချက်တကားခောက်တယ်ငါတို့ပိတ်ပြီးကောင်းကောင်းနဲ့စိုးစိုးလိုက်မယ်လို့ပြောတယ်ချစ်လှစွာသောတငယ်ချင်းများငါတို့ပြောနေတာလူသားသမိုင်းတွေကအလှပဆုံးသတင်းယေရှုခရစ်တော်၏ဧဝံဂေလိအပြစ်နဲ့တည်ခြင်းဒါဟာဝိညာဉ်အတွက်အကျဉ်းဆုံးအငတ်ပြတ်ခြင်းပဲဖျားသခင်ကအံ့ဖွယ်အမှုတစ်ခုပြုတော်မူတယ်ယေရှုငါတို့အပြစ်အတွက်လက်ဝါးကပ်တိုင်ပေါ်မှာအသေးခံပြီးတတိယနေ့မှာထမြောက်တော်မူတယ်ဒါဒဏ္ဍာရီမဟုတ်ဘူးတမိုင်းပဲတမန်ကျမ်းစာဟာရာပေါင်းများစွာကြိုတင်ရေးထားတဲ့ပရောဖက်ပြုချက်များကိုပြည့်စုံစေတဲ့ရှေးဟောင်းသုတေသနအထောက်အထားနဲ့တန်ပေါင်းများစွာပြောင်းလဲသွားတဲ့ဘဝတွေကဒီတန်ခိုးကိုတက်တည်ပြတဲ့သင်အရာဝတ္ထုနည်းအတိုင်းစစ်ဆေးနိုင်တယ်နဲ့ဒုတိယအချက်ငါတို့လိုအပ်တာရဲရင်းနဲ့ယုံကြည်ခြင်းစိတ်ဖွင့်ထားခြင်းဘရင်ကစုံစမ်းသူတွေစေလွတ်တယ်လို့ငါတို့လည်းရဲရင်စွာမေးဖို့လိုတယ်ဒီသတင်းကတကယ်ဆိုရင်အဲ့ဒီအခိုက်အတန့်မှာသင်ဘဝကျေပြန့်လာမယ်တန်တရားတိုင်းကိုချပစ်လိုက်ပါတေခြင်းကိုအနိုင်ယူတဲ့ထမြောက်ခြင်းကိုယုံကြည်ပါသင်လှုပ်လိုက်တဲ့အခါအပြစ်နဲ့တေခြင်းအငတ်ပြတ်ခြင်းပြီးဆုံးမယ်ထာဝရအသက်နဲ့ကြွယ်ဝတဲ့ပျော်ရွှင်မှုစည်းဝင်လာမယ်တန်တရားကိုစွန့်လွတ်ပါနှလုံးသားကိုဖွင့်ပါဒီလှပတဲ့သတင်းကိုထောင်ချောက်လို့ခြေထောက်နဲ့ကံမထုတ်ပါနဲ့ရဲရင်းနဲ့ယုံကြည်ခြင်းနဲ့တင့်ဘဝကိုအမြဲတမ်းပြောင်းလဲဖို့အခွင့်အရေးကိုစုပ်ကိုင်ပါ